ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ KSN Cartoon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ခုပြောမယ့်ပုံမြင်လေးကတော့ပဇွန်ကလေးမောင်ပလဲဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာတခါတုန်းကတောအုပ်ကြီးတစ်ခုနားမှာရှိတဲ့ရေအိုင်ကြီးတစ်ခုမှာပဇွန်ကလေးမောင်ပလဲနဲ့တငယ်ချင်းငါရွှေမိုးတို့ရေအိုင်ကြီးရဲ့နားမှာအတူတကွနေထိုင်ကြပါတဲ့ကွယ်ပဇွန်လေးမောင်ပလဲဟာတဘာဝအလှတရားကြီးကိုချစ်မြတ်နိုးတဲ့သူစူဇန်လို့စိတ်ပြင်းပြတဲ့ပဇွန်လေးတစ်ခေါက်ဖြစ်ပါတယ်တဲ့။တနေ့မှာတော့ရေအိုင်ကြီးမှာပဇွန်ကလေးမောင်ပလဲနဲ့တငယ်ချင်းငါးရွှေမိုးတို့ပျော်ရွှင်စွာကစားနေကြပါတယ်တဲ့ကွယ်။အဲ့ဒီအခါပဇွန်ကလေးမောင်ပလဲကတငယ်ချင်းငါးရွှေမိုးရေဒီနေ့ရေအိုင်ကြီးတဲကရေကအနံ့ကလည်းဆိုးဆိုးနဲ့တော်တော်ညစ်ပတ်နေတာပဲဟာ။ဘာဖြစ်တာလဲမသိဘူးနော်တငယ်ချင်းလို့ပြောလိုက်ပါတယ်တဲ့။အဲ့ဒီအခါငါကလေးရွှေမိုးကဟုတ်တယ်လေပလဲရေငါမနေ့ကလမ်းလျှောက်နေတော့လူသားတွေကလာပြီးရေအိုင်ကြီးတဲကိုအမိုက်တွေအညစ်အကြေးပေါင်းစုံစွန့်ပစ်နေကြတာငါတွေ့လိုက်တယ်ကွဟေးဟုတ်လားကွလူသားတွေအဲ့ဒါလိုလုပ်တာကလုံးဝမကောင်းဘူးကွတဘာဝတရားကြီးကိုလည်းထိခိုက်တယ်ငါဦးတစ်ပင်ကြီးစီကိုတွားပြီးဘယ်လိုလုပ်ရမလဲဆိုပြီးတွားမိကြည့်လိုက်အောင်မယ်ကွာအဲ့ဒါလိုနဲ့ပဲပဇွန်ကလေးမောင်ပလဲဟာဦးတစ်ပင်ကြီးစီတို့လမ်းလျှောက်ထွက်ခဲ့ပါလေတော့တယ်ဦးတစ်ပင်ကြီးဆိုတာကတော့ရှေ့ဟောင်းတစ်ပင်ကြီးတစ်ပင်ဖြစ်ပြီးတော့ဉာဏ်ပညာကြီးမှပြီးတဘာဝအကြောင်းတရားများကိုနားလည်သိမြင်တဲ့ပညာရှိတစ်ပင်ကြီးတစ်ပင်ပဲဖြစ်ပါတယ်တဲ့။ဦးတစ်ပင်ကြီးရေကျွန်တော်တို့နေတဲ့ရန်ကြီးမှာရေတွေအရန်ညစ်ပတ်နေတယ်ဗျာဘလို့ဖြေရှင်းရမလဲဆိုတာဦးတစ်ပင်ကြီးစီကအကြံဉာဏ်လာတော့နာဗျ။အဲ့ဒီအခါဦးတစ်ပင်ကြီးကလူသားတွေကတဘာဝတရားကိုမထိမ့်သိမ့်ပဲအမိုက်တွေကိုမတင်တော့တဲ့နေရာမှာပြစ်တာကြောင့်အခုလိုညဉ့်ညံ့နေရတာကွာလို့ပြန်ပြီးတော့ပြောလိုက်ပါတယ်တဲ့။ပဇွန်ကလေးကလည်းအဲ့ဒါဆိုရင်ဘလို့ဖြေရှင်းရမလဲဗျာလို့ပြန်ပြီးတော့မိလိုက်ပါတယ်။ဦးတစ်ပင်ကြီးကအမိုက်တွေထပ်မပစ်ဖို့တတိပေးဖို့နဲ့တန့်ရှင်းရေးလုပ်ဖို့တဘာဝတရားအလှတရားကြီးကိုချစ်တတ်ဖို့လိုတယ်ကွ။မောင်မောင်ဆိုတဲ့ចောင်းသားကလေးကိုတွားပြီးပြောကြည့်ပါဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်တဲ့။အဲ့ဒါလိုနဲ့ပဲပဇွန်ကလေးမောင်ပလဲဟာမောင်မောင်စီကိုထွက်လာခဲ့ပါတော့တယ်။မောင်မောင်စီရောက်တဲ့အခါမောင်မောင်ရေမနေ့ကရေအိုင်ကြီးတဲကိုအမိုက်တွေပြစ်တာမင်းလားဆိုပြီးတော့မိလိုက်ပါတယ်တဲ့မောင်မောင်ကလည်းဟုတ်တယ်ငါပြစ်မိသွားလိုက်တယ်ပဇွန်လေးကလည်းအဲ့ဒါကြောင့်ငါတို့ရေတွေအညစ်အကြေးတွေဖြစ်နေရတာကွမောင်မောင်ကလည်းအဲ့လိုဖြစ်မဲ့လို့ငါမသိလိုက်လို့ပါငါထင်တာကရေအိုင်ထဲကရေကအမိုက်တွေကိုဖယ်ရှားပေးနိုင်တယ်ထင်ပြီးတော့ပြစ်လိုက်မိတာပါပဇွန်ကလေးကလည်းအဲ့ဒါကမှန်မှန်ဘူးကွအဲ့ဒီအမိုက်တွေကြောင့်ငါတို့ရေထဲမှာနေတဲ့တရိတ်ဆန်တွေကိုပါထိခိုက်စေတယ်တေးစေနိုင်တယ်ကွဟာတကယ်လားကွငါတောင်းမှတ်ပါတယ်ကွာနောက်တစ်ခါငါထပ်မလုပ်တော့ပါဘူးအဲ့ဒါလို့နဲ့ပဲမမောင်နဲ့သူ့တငယ်ချင်းတွေဟာရေအိုင်ကြီးကိုတန့်ရှင်းရေးပြန်လုပ်ပေးလိုက်ကြပါတော့တယ်ဦးတစ်ပင်ကြီးကလည်းမမောင်ရေတရက်တွေကိုစုပြီးအမိုက်တွေကိုတက်စီတင်စီကြပါကွဟုတ်ပါပြီဦးတစ်ပင်ကြီးရေကျွန်တော်တငယ်ချင်းတွေအားလုံးကိုလည်းတဘာဝတရားကြီးကိုချစ်တတ်ဖို့စီကံရှိဖို့ပါပြောလိုက်ပါမယ်ဗျအဲ့ဒါလို့နဲ့ပဲပဇွန်လေးမောင်ပလဲတို့နေထိုင်တဲ့ရေအိုင်လေးဟာပြန်လဲတန့်ရှင်းလာပြီးထပ်ပတာယာလာခဲ့ပါတယ်တဲ့ကွယ်ပရိသတ်များခင်ဗျာတဘာဝအလှတရားကိုချစ်မြတ်နိုးခြင်းကလူသားတိုင်းရဲ့တာဝန်တစ်ခုပါပဇွန်လေးပလဲငါးမို့မမောင်နဲ့ဦးတစ်ပင်ကြီးတို့လိုတဘာဝတရားကိုကောင်းစွာထိန်းသိမ်းကြပါလို့ပြောရင်ပုံမြင်လေးကိုအဆုံးတက်လိုက်ရပါတယ်ခင်ဗျာဒီကနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲဗျာပုံမြင်လေးကိုအဆုံးအထိအားပေးနားဆင်သွားကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းစိတ်ဝင်စားကြကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ